ဒန်နီဆိုတဲ့လူတစ်ယောက်ရဲ့ဘဝဆက်ကြောင်းလေးကတကယ့်ကိုရင်နာလျာကောင်းတယ်ဗျာလွန်ခဲ့တဲ့10မိနစ်ကအကြီးအကျယ်ပောက်ကွဲမှုတစ်ခုမှာသူ့မိန်းမနဲ့ကလေးနှစ်ယောက်လုံးဆုံးရှုံးခဲ့ရတာမိန်းမနဲ့သမီးလေးရဲ့အလောင်းကိုပဲပြန်တွေ့ပြီးကောင်းကောင်းမွန်မွန်တင်းကြိုပေးခဲ့ရပေမဲ့တားထီသူရဲ့အလောင်းကိုတော့ဘလူးမှရှာမတွေ့ခဲ့ဘူးအဲ့ဒီအချိန်ကစပြီးဒန်နီဟာတားလေးအသက်ရှင်နေအောင်မလားဆိုရယ်မျှော်လင့်ချက်နဲ့တပိုက်တစ်ခါရဲစခန်းကိုမပြတ်မကွက်သွားဆောင်စမ်းခဲ့တာ10နှစ်တောင်ကြာသွားခဲ့ပြီဒါပေမဲ့ရဲဒီစီကရတဲ့အဖြေကတော့နောက်အပတ်မှပြန်လာခဲ့ဆိုတာကြီးပဲဒန်နီကတော့လက်မလျှော့ဘူးဗျာအိမ်ပြန်တဲ့ဘတ်ကာဘော့တက်တိုင်းလဲကားဆရာကိုမနေ့ဖြန်ကပြန်လာအောင်ပါလို့အမြဲပြောလိရှိတယ်ကားဆရာတောင်သူ့ကိုကြည့်ပြီးစိတ်မကောင်းဖြူယုံကလွယ်လို့ဘာမှမတတ်နိုင်ဘူးခမည်းသားကတေသွားတော့ပါပြီဗျာလက်လျှော့လိုက်ပါတော့လို့ပြောလဲဒန်ဒီကတော့ခေါင်းခါတာပဲသူ့သားလေးရဲ့လေဘင်းမှာမဲ့နေလေးကိုမတွေ့ရမချင်းသူ့လက်နဲ့ကိုလိုက်တင်ကြတော့မပေးရချင်းသူဘယ်တော့မှစိတ်မလျှော့ဘူးတဲ့တကယ်တော့ဒန်ဒီကရိုးရိုးစတိုးဆိုင်ပိုင်ရှင်တရားမဟုတ်ဘူးဗျာသူကတရုတ်အထူးတပ်ဖွဲ့ဝင်ဟောင်းကွန်ဖူးအကျော်မော်ဤပေါ့ဒီနေ့တော့သူ့ဆိုင်ထဲမှာလူမိုက်တယောက်ကပြဿနာလာရှာနေတော့အနီရောင်ဝစ်ဆုံးတဲ့အမျိုးသမီးတယောက်ကဝင်ဖီရှင်းပေးလိုက်တယ်အဲ့ဒီအချိန်မှာကင်းလည်နေတဲ့ရဲတွေရောက်လာပြီးဒန်ဒီကိုကွန်ဖူးတင်ပေးဖို့လာပူစာကြသေးတယ်ဒီလိုနဲ့စကားပြောရင်းဒန်နီစိတ်တွေကလွန်ခဲ့တဲ့10နှစ်ကဖြစ်ရစိုးကြီးစီကိုပြန်ရောက်သွားတာဟောအဲ့ဒီတုန်းကသူကဆိုင်သစ်လေးဖွင့်ပြီးပျော်နေရတဲ့အချိန်ဒါပေမဲ့ရုတ်တရက်မြင်းကလေးလှုပ်တယ်လို့မျိုးအပြင်းအထန်တုန်ခါသွားပြီးအရာအားလုံးပျက်စီးသွားခဲ့တာအဲ့ဒီဖြစ်ရနှုတ်ကွယ်မှာတော့မာဖီးယားဂိုင်းတွေအစိုးရအရာရှိတွေနဲ့ရှုလက်ချက်တွေအများကြီးရှိနေခဲ့တာဗျာ father လို့ခေါ်တဲ့ရက်ဆက်လို့နဲ့ဂိုင်းချုပ်ကြီးကသူ့ရဲ့ရှုလက်ချက်တွေရှိတဲ့ chip တစ်ခုကိုကင်ထားတဲ့ရှီလာဆိုတဲ့မင်းကလေးကိုအသေးအတန်လိုက်ရှာနေတာကင်ဂျမာကမျက်နှာသာပေးခြင်းကြတော့အဲ့ဒီရှီလာနဲ့ဒန်ယာရနေတဲ့ကလေးတယောက်ကဒန်နီဆိုင်လေးကိုခိုလုံဖို့ရောက်လာကြတယ်ဒန်နီကလည်းသူ့ရဲ့ဆေးပညာကျွမ်းကျင်မှုနဲ့ကလေးကိုအသက်ကယ်လိုက်နိုင်တယ်အဲ့ဒီအချိန်မှာပဲ father နဲ့သူ့လူမိုက်တွေဆိုင်ကိုဝိုင်းလိုက်ကြတော့တာပဲဒန်နီကတော့ဆိုင်တငါးတွေကိုပိတ်ပြီးရှီလာကိုအပ်ဖို့ညှင်းဆန်လိုက်တယ်အဲ့ဒီကစပြီးတိုက်ပွဲကစတော့တာပဲညာဒန်ဒီကဆိုင်အောက်ကရှိုးလက်ဦးမြင့်လွန်ကောင်းတဲ့ကောင်းရင်လူတွေကိုခေါ်ထုတ်ဖို့ကြိုးစားတယ်လမ်းမှာရန်သူတွေနဲ့အကျစ်အနေတိုက်ခတ်ရတာပေါ့ဒန်ဒီရဲ့ကျွမ်းကျင်မှုတွေကြောင့်ရန်သူတွေကိုတယောက်ပြီးတယောက်နှိမ့်နိုင်ခဲ့ပေမဲ့သူ့အတွက်အကြီးဆုံးထိုးနှက်ချက်ကတော့အဆုံးတန်မှာစောင့်ကြိုနေတာပါဒန်ဒီဟာရန်သူကောင်းဆောင်တယောက်ဖြစ်တဲ့စတီဗန်နဲ့လူချင်းချင်းရင်တိုက်နေခြင်းပါပဲစတီဗန်ရဲ့နားနောက်ကမှဲ့နီလေးကိုမြင်သွားတာဗျာအဲ့လာသူ့ဆဲနေလုံးကတဲ့တန်ရှာနေခဲ့တဲ့သူ့အဖေအရင်ဖြစ်နေတာဗျာဒန်ဒီခမကိုသားကိုပြန်တိုက်နေမင်းဆောင်တီးသွားတဲ့အချိန်မှာလက်တွေခြေတွေပျော်ခွေသွားပြီးဘာမှမလုပ်နိုင်တော့ဘူးဒါကိုမသိတဲ့စတီဗန်ကဒန်ဒီကိုဓားနဲ့ထိုးလိုက်မိတယ်နောက်ဆုံးမှာတော့စတီဗန်လည်းဒီလူဟာသူ့အဖေဆိုတာသိသွားပြီး father ကိုပြန်တော်လန်ခဲ့တာပေါ့ဇက်သိန်းကတော့တော်တော်လေးကိုတွေးစရာတွေခြံထားခဲ့တာဗျာဒန်ဒီကတော့တတိမိမြော်ကိုမာဝဲနေပြီးစတီဗန်ကတော့ထောင်တန်းတကြွကျသွားတယ်ဒါပေမဲ့တကယ်ထိတ်လန့်စရာကတော့ရှီလာဟာလုံခြုံပြီးအထင်နဲ့အဲ့ဒီချစ်လေးကိုဖုံးကြီးတပားကိုအပ်လိုက်တဲ့အချိန်မှာပဲအဲ့ဒီဖုံးကြီးက father ရဲ့တစ္ဆာရှိတပိတ်ဖြစ်နေတာကိုသိလိုက်ရတာပါဇန်လန်းကတော့ရှီလာရဲ့ an awesome ထစ်နေတဲ့မျက်နှာလေးနဲ့အတူဒုတိယပိုင်းလာအောင်မလို့နဲ့ပြီးဆုံးသွားပါတော့တယ်ဗျာ